အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ channel ဒီမှာပြန်လည်ကြိုဆိုပါရစေညီမဒီနေ့ပြပြပေးမယ့်စာအုပ်လေးကတော့ဆရာတော်ရှင်စန္ဒတိကရွှေပါရမီတော်ရရေးသားထားတဲ့မသိခင်ဘာလို့ကြောက်မလဲဆိုတဲ့စာအုပ်လေးရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်နော်ဝိပဿနာစိတ်ခိုင်မြဲစေသောစန္ဒတိအချိန်ကြီးတည်နိုင်နေဆိုတဲ့အသိရှိတဲ့ပုဂ္ဂိုလ်တွေဟာမိမိတို့ရဲ့တဏ္ဍမှာဝိပဿနာစိတ်ကလေးအစမပြတ်ဖြစ်နေအောင်ကြိုးစားအထောက်ပြကြပါတယ်ဝိပဿနာစိတ်ကလေးတစ်ဆက်တည်းအစမပြတ်ဖြစ်နေဖို့ကတော့အရေးကြီးဆုံးပါပဲမိမိတို့မျက်မှောက်ပြုခြင်းနဲ့နိဗ္ဗာန်ဆိုတာကမစိတ်ဖြစ်မှမျက်မှောက်ပြုနိုင်တာမစိတ်ဆိုတာကလည်းနေရင်ထိုင်ရင်နဲ့အလိုလျောက်ဖြစ်လာတာမဟုတ်ပါဘူးမစိတ်ရဲ့ရှိမှဝိပဿနာစိတ်ရှိရမယ်ရှိရမယ်ဆိုတဲ့နေရာမှာလည်းတမန်ငါရှာငါလေးရှိရမှာမဟုတ်ပါဘူးအင်အားကြီးတဲ့ဝိပဿနာစိတ်ရင့်ကျက်တဲ့ဝိပဿနာစိတ်ရှိရပါမယ်အင်အားရှိတဲ့ဝိပဿနာစိတ်ရင့်ကျက်တဲ့ဝိပဿနာစိတ်ဖြစ်ဖို့ဆိုတာကလည်းပေါ်ပေါ်ရွရွလေးအားထုတ်နေုံနဲ့တော့မဖြစ်နိုင်ပါဘူးဝိပဿနာစိတ်တစ်ဆက်တည်းအစမပြတ်ဖြစ်နေမှသာအားရှိတဲ့ဝိပဿနာစိတ်ရင့်ကျက်တဲ့ဝိပဿနာစိတ်ဖြစ်နိုင်ပါတယ်ဝိပဿနာစိတ်တစ်ဆက်တည်းအစမပြတ်ဖြစ်နေဖို့ဆိုတာထိုင်နေတဲ့အချိန်မှာမှတ်ယုံဇင်းကြံချိန်မှာမှတ်ယုံလေးနဲ့ဝိပဿနာစိတ်တစ်ဆက်တည်းအမြဲဖြစ်နိုင်ပါဘူးအထွေထွေပြုတ်ဝဲကိစ္စတွေနဲ့ဆောင်ရွက်နေတဲ့အချိန်တွေမှာလည်းအထွေထွေအသေးစိတ်အမှတ်ကလေးတွေနဲ့အထူးတန်ဖိုးထားပြီးလေးလေးစားစားရှုမှတ်မှသာမိတို့ရဲ့တဏ္ဍမှာဝိပဿနာစိတ်ကတစ်ဆက်တည်းအစမပြတ်ဖြစ်နေမှာပါဒီလိုဝိပဿနာစိတ်တစ်ဆက်တည်းအစမပြတ်ထထလေးလေးဖြစ်ပါများတော့မှဝိပဿနာစိတ်ကအားရှိလာပြီးတော့ရင့်ကျက်လာမယ်အားရှိတဲ့ရင့်ကျက်တဲ့ဝိပဿနာစိတ်ရဲ့တခြားမိတ်မှာမစိတ်ဖြစ်ပြီးမိမိတို့လူလားတောင်းတတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်ဒီတော့ဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်များရဲ့အရေးကြီးဆုံးတာဝန်ဟာမိမိတို့ရဲ့တဏ္ဍမှာဝိပဿနာစိတ်ကလေးအစမပြတ်ဖြစ်နေအောင်ကြိုးစားအထုတ်ဖို့ပါပဲအချိန်ကြီးတည်သွားနိုင်တယ်ဆိုတဲ့အသိရှိတဲ့ပုဂ္ဂိုလ်ဟာအချိန်တိုင်းဝိပဿနာစိတ်ကလေးဖြစ်နေအောင်ကြိုးစားအထုတ်ဖြစ်ပါတယ်ဝိပဿနာစိတ်ဖြစ်မနေတဲ့သူအမတ်တတိလွယ်နေတဲ့သူဟာဒေခြင်းတရားကိုသတိရလိုက်တာနဲ့တပြိုင်နက်ဝိပဿနာစိတ်ဖြစ်သွားပါတယ်အမတ်တတိကတ်သွားပါတယ်သွားရင်လာရင်လုံရင်ကိုင်ရင်နဲ့လက်ရှိထင်ရှားရအာယုံတစ်ခုခုမှာအမတ်တတိမကန့်ပြီးတဲ့သူဟာချိန်မြေးတည်သွားနိုင်တယ်သို့မဟုတ်ခဏနေတည်ရင်တည်သွားနိုင်တယ်လို့ဆင်ခြင်လိုက်တာနဲ့တပြိုင်နက်လက်ရှိထင်ရှားရအာယုံတစ်ခုခုရုပ်အာယုံထင်ရှားရင်ရုပ်အာယုံနာအာယုံထင်ရှားရင်နာအာယုံမှာချက်ချင်းအမတ်တတိကတ်သွားပါတယ်အနည်းဆုံးဝင်လေထွက်လေထိရရဲ့နာသီဝမှာသတိကတ်သွားမှာတော့သိကြပါတယ်ဝင်လေထွက်လေသတိကတ်ဖို့ခက်ခဲတဲ့အခြေအနေမှာဆိုရင်လည်းလက်ရှိပြုမှုလှုပ်ရှားနေတဲ့အမှုရာဒါမှမဟုတ်လက်ရှိအပြုမှုပြုနေစဉ်မှာဖြစ်နေတဲ့စိတ်ရဲ့အနေအထားကိုသတိကတ်သွားမှာဖြစ်ပါတယ်နောက်တစ်မိနစ်နေရင်တရားလို့မယ်လို့ဒေချာပေါက်သိနေတဲ့သူဟာအသိဉာဏ်ရှိသူသာဖြစ်ခဲ့မယ်ဆိုရင်သူစိတ်သူဘလို့မျိုးဖြစ်အောင်ဖန်တီးတည်ဆောက်မလဲဘလို့စိတ်မျိုးနဲ့သူနေမလဲကာမဂုဏ်အာယုန်တွေနဲ့အာယုန်ပြုပြီးကာမဂုဏ်စိတ်နဲ့ပဲနေမလားဒုစရိုက်အာယုန်တွေအာယုန်ပြုပြီးဒုစရိုက်စိတ်နဲ့ပဲနေမလားဝိပဿနာအာယုန်ယုံ nant သဘောတွေကိုအာယုန်ပြုပြီးဝိပဿနာစိတ်နဲ့ပဲနေမလားအဖြေကရှင်းရှင်းလေးပါအချိန်ပိုင်းအတွင်းတရားတော်မယ်လို့ဒေချာပေါက်သိနေတဲ့သူဟာအသိဉာဏ်ရှိသူအသိဉာဏ်ရင့်ကျက်သူသာဖြစ်ခဲ့မယ်ဆိုရင်သူစိတ်သူဝိပဿနာစိတ်ဖြစ်အောင်ဗန္ဓိတိဆောက်မှာဒေချာပါတယ်လောကီစိတ်ထဲမှာအစအမြင့်ဆုံးစိတ်ဖြစ်တဲ့ဝိပဿနာစိတ်နဲ့ကိုယ်ဘဝအရေးသေးကိုအချိန်တိုင်းမြင့်တင်ခြင်းနဲ့ဆိုရင်တော့တည်ခြင်းတရားကိုမကြာခဏသတိရဖို့လိုအပ်ပါတယ်အတိမမေ့တော့အနေမမေ့လောကဓာတ်ခန္ဓာရည်ရှိဖို့နဲ့ဘဝမှာလုံရင်ဆန္ဒတွေမများဖို့အတွက်တနေ့ကျရင်တရားမှာပဲလို့တည်ခြင်းတရားနဲ့ပတ်သက်ပြီးဆင်ခြင်ကြရပါမယ်စိတ်ကောင်းနှလုံးကောင်းရှိဖို့နဲ့ဝိပဿနာစိတ်ကလေးအစမပြတ်ဖြစ်ဖို့အတွက်အချိန်မြင့်တည်သွားနိုင်တယ်ဒါမှမဟုတ်ခဏနေတည်ခြင်းတည်သွားနိုင်တယ်ဆိုတဲ့တည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့ဆင်ခြင်ကြရပါမယ်တည်ခြင်းတရားကိုအမြဲတမ်းရနေတဲ့သူဟာကိုအမှန်တကယ်လုပ်ရမယ့်အလုပ်ကိုလည်းမမေ့ပါဘူးကိုအမှန်တကယ်ပြောရမယ့်စကားကိုလည်းမမေ့ဘူးကိုအမှန်တကယ်စိတ်ကူးရမယ့်အတွေ့အကြုံကိုလည်းမမေ့ပါဘူးမမေ့တာကိုအပ္ပမာဒလို့ခေါ်ပါတယ်အပ္ပမာဒတရားနဲ့ပြည့်စုံတဲ့သူဟာလောကရန်ကိုခံနိုင်ရရှိတယ်လောကရန်ရဲ့အဆုံးမဲ့လူရင်းဆန္ဒတွေကိုထိန်းချုပ်နိုင်တယ်ဘဝရဲ့အဆုံးသတ်မဲ့လူရင်းဆန္ဒတွေကိုလည်းထိန်းချုပ်နိုင်တယ်စိတ်ဆိုးစိတ်ရုပ်တွေကိုဖယ်ရှားပြီးစိတ်ကောင်းစိတ်မြတ်တွေကိုလည်းမွေးမြူနိုင်တယ်ဝိပဿနာစိတ်အစမပြတ်ဖြစ်နေအောင်လည်းဆွမ်းဆောင်နိုင်ပါတယ်။တည်ခြင်းတရားကိုအမြဲတမ်းရှိတော့နေခြင်းတရားမှာလည်းအမြဲလွှမ်းမိုးနေတာပေါ့။အတိမမေ့ရင်အနေမမေ့တာသဘာဝပါပဲ။မရဏတတိအနုရုဒ္ဓောဘိက္ခုတတတံအပ္ပမတောဟောတိတည်ခြင်းတရားကိုမပြတ်ပွားများနေသူဟာအမြဲတမ်းတည်ရှိနေပါတယ်။ဘယ်တော့မှမမေ့ပါဘူး။တည်ခြင်းတရားကိုအမှတ်ရနေတာကိုမရဏတတိလို့ခေါ်ပါတယ်။မမေ့တာမမေ့တဲ့တတိနဲ့ပမာဒအလုပ်အားထုတ်တာကိုအပ္ပမာဒလို့ခေါ်ပါတယ်။နိဗ္ဗာန်ကိုမတရားအရပ်ဖြစ်လို့
အမတ္တလို့ခေါ်ပါတယ်မရဏတတိပွားနေတဲ့သူဟာအပမာဒတရားနဲ့ပြည့်စုံပါတယ်အပမာဒတရားနဲ့ပြည့်စုံတဲ့သူဟာအမတ္တကိုမျက်မှောက်ပြုနိုင်ပါတယ်အပမာဒဟာအမတ္တကိုရခြင်းရဲ့တစ်ခုတည်းသောအကြောင်းဖြစ်ပါတယ်အမတ္တကိုဆက်ရောက်လိုတဲ့သူတွေရဲ့တစ်ခုတည်းသောသွားရလမ်းဟာအပမာဒပါပဲအပမာဒနဲ့ပြည့်စုံဖို့အတွက်မရဏတတိကိုထက်ကပွားများကြရပါမယ်မမျော်လင့်မဲ့ပြုံးကနေတည်ဝဲဝင်နိုင်တယ်ကာလံပောဟန္နဇာနာမိတရားမဲ့အချိန်ကိုမသိနိုင်ဘူးဆိုတဲ့စကားရက်မှာတရားမဲ့အချိန်ကိုမသိနိုင်ဘူးဆိုတာအတိအကျမသိနိုင်တာကိုပြောတာပါခမန်းချေအားဖြင့်တော့သိကြတာများပါတယ်ခမန်းထားတဲ့အတိုင်းလဲအထိုက်လျောက်တော့မှန်ကြတာများပါတယ်ကျမရေးလဲကောင်းနေမယ်အစာအာဟာရလည်းပြည့်စုံနေမယ်စသည်အားဖြင့်အကြောင်းတရားတွေညီညွတ်နေမယ်ဆိုရင်တော့တစ်ပတ်အတွင်းတစ်လအတွင်းတစ်နှစ်အတွင်းစသည်အားဖြင့်အသက်ဘလောက်အတွင်းမှာတော့မသိနိုင်ကြဘူးလို့ခမန်းကြတာများပါတယ်ခမန်းထားတဲ့အတိုင်းလဲအထိုက်လျောက်အသက်ရှင်ကြတာများပါတယ်သို့တော်လည်းအတိအကျတော့မသိနိုင်ပါဘူးမသိသေးလို့ခမန်းထားတဲ့ကာလအတွင်းမှာပဲမမျှော်လင့်တဲ့အကြောင်းတရားတွေကြုံပြီးတော့တည်ဆုံသွားရတာလည်းရှိပါတယ်တရားမယ်လို့တေချာပေါက်တည်ထားတဲ့ယောဂရှိနေတဲ့ပုဂ္ဂိုလ်တော်မှာတလားတော့ခံအောင်မယ်တစ်နှစ်တော့ခံအောင်မယ်တလားအတွင်းတစ်နှစ်အတွင်းတော့မသိသေးဘူးလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေတော်မှာတည်မယ်လို့မထင်ထားတဲ့ကာလအတွင်းရုတ်တရက်တည်ဆုံသွားတာတွေလည်းရှိတတ်ပါတယ်တခြားကားတိုက်တာတို့ကားမှောက်တာတို့သင်္ဘောမြုပ်တာလေရင်ပြက်ကြတာမီးလောင်တာအစရှိတဲ့အကြောင်းအရာတွေနဲ့တွဲဆုံသွားတဲ့အခါရုတ်တရက်တည်ဆုံကြတာတွေလည်းရှိပါတယ်ဒီလိုတည်ဆုံသွားတဲ့ပုဂ္ဂိုလ်တွေဟာကိုတည်ရမယ်လို့ခံမှန်းမထားတဲ့ကာလအတွင်းမှာတည်ဆုံသွားတဲ့ပုဂ္ဂိုလ်တွေကြီးပါပဲဟိုတလောကပဲမြို့နယ်တစ်ခုကကျွရတရွာမှာဖျောင်းနိုင်မီးကိုအစားပြုပြီးလက်တဲလေးတစ်လုံးမီးလောင်သွားခဲ့ပါတယ်လက်ထဲထဲမှာအိတ်နေတဲ့လူ9ယောက်မီးထဲပါသွားပြီးမီးလောင်တည်ဆုံသွားကြပါတယ်အဲ့လိုမီးလောင်ပြီးတည်ဆုံသွားတဲ့လူ9ယောက်ဟာဒီကနေ့ညတော့တို့တည်ရမှာပဲလို့ကြိုမသိကြပါဘူးတည်လိုက်မယ်လို့ကြိုတင်ခံမှန်းမထားပဲရုတ်တရက်တည်ဆုံသွားကြတာပါမကြခင်လေးကပဲနိုင်ငံတစ်ခုရဲ့ဘောလုံးကွင်းတစ်ခုမှာလက်မှတ်အတူရောင်းတဲ့ပုံကိုယ်တွေကြောင့်အဲ့ဒီဘောလုံးကွင်းအတွင်းမှာဆန့်တဲ့လူရည်ထက်အစာပေါင်းများစွာပြည့်ရှံသွားတဲ့အတွက်ကြောင့်လူတွေတယောက်နဲ့တယောက်တိုးမိတိုက်မိနင်းမိချပြီးလူပေါင်း80ကျော်တည်ဆုံသွားကြပါတယ်အဲ့ဒီတည်ဆုံသွားတဲ့လူတွေဟာလည်းသူတို့ကိုယ်သူတို့တည်မယ်လို့ကြိုမသိခဲ့ကြပါဘူးတည်မယ်ဆိုတာသာကြိုပြီးတော့သိရင်သူတို့လည်းဘောလုံးပွဲလာကြမှာမဟုတ်ပါဘူးဘောလုံးပွဲမှာပျော်ရွှင်မယ်ပြပပအားပေးမယ်ကြည့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လာကြသူတွေကြီးပါပဲသို့တော်လည်းမမျှော်လင့်တဲ့အကြောင်းတရားနဲ့ကြုံပြီးတော့တည်ဆုံသွားကြရပါတယ်မကြခင်လေးကမှနိုင်ငံတစ်ခုမှာ18နှစ်အရွယ်ကလေးလေးတစ်ယောက်ညအိယာဝန်ခံနီကာရာအိုကေသချင်းဆိုမယ်ဆိုပြီးဆက်ပြင်မိုက်ပြင်နေရင်တက်လိုက်တည်ဆုံသွားခဲ့ပါတယ်တချင်းဆိုရင်ပြုံမယ်ဆိုတဲ့ရည်ရွယ်ချက်ကရည်ရွယ်ချက်ရဲ့ဆန့်ကျင်ဘက်တည်ခြင်းတရားကိုတွန်းပို့လိုက်တာဟာအလွန်တန်ဝေကားရစရာကောင်းလာပါတယ်မကြခင်ကပဲအင်္ဂလန်ရဲ့ဘန်နင်းစီလို့တင်စားကြတဲ့နိုင်ငံကျော်ဒိုင်ယာနာမင်းသမီးဟိုတယ်တစ်ခုမှာညစာစားပြီးညအိတ်တဲခုမဲ့အိမ်တော်ကိုအပြန်လိုက်ကန်းစုံမသိစီကမ်းမဲ့သတင်းမုံဆိုတွေရဲ့ကားနောက်ကနေအတင်းအဓမ္မလိုက်လာမှုကြောင့်ဥမင်လိုင်ကောင်းထဲမှာကားကိုတလက်ဆက်မောင်းရမှာကားမောက်ပြီးတည်ဆုံသွားခဲ့ပါတယ်။လေပြင်းနဲ့ဖျောင်းနိုင်လို့ကင်မွန်းတက်ခံခဲ့ရတဲ့ငငယ်ရွယ်ရွယ်မင်းသမီးဟာမမျှော်လင့်မဲ့လေပြင်းဆိုးကြောင့်ရုတ်တရက်မိနှိမ့်သွားခဲ့ပါတယ်။တေချင်းတရားဟာအသက်ငယ်ရွယ်တာကိုလည်းဂရုမစိုက်ရုပ်ရည်ချုံမောတာကိုလည်းမငဲ့ညာအလွန်ရက်ဆက်လာပါတယ်။တရားဝါတွေဖြစ်ချင်တာကိုထဲမတွက်ပဲကိုဖြစ်ချင်တာကိုသာအမြဲကြည့်အမြဲလုပ်တတ်တဲ့တေမင်းဟာအကြီးမားဆုံးရန်သူအဆိုးဝါးဆုံးအနေအကောင်အဖြစ်တရားဝါတိုင်းရဲ့အနီးပါးမှာအမြဲတဝဲလက်လက်ပူကက်လက်လက်နေတတ်ပါတယ်။တရားအထုတ်ဖို့ဘာလို့အချိန်ဆွဲနေမှာလဲ။မကြခင်ရက်ပိုင်းကပဲမြို့တစ်မြို့ကအသက်19နှစ်အရွယ်ယောဂီမလေးတစ်ယောက်ဟာသူတို့မြို့မှာတရားစခန်းဖွင့်တော့တရားစခန်းမှာဝင်းမီတရားအထုတ်ခြင်းတဲ့အကြောင်းသူ့ဖေကိုခွင့်တောင်းပါတယ်။သူ့ဖေကသမီးတက်ကငယ်ပါသေးတယ်။အသက်ကြီးမှအားထုတ်ပါသမီးတို့တရားအားထုတ်ဖို့အချိန်တွေအများကြီးကြံပါသေးတယ်တရားအားမထုတ်ပါနဲ့လို့အဖေကတားပါတယ်ဒီတော့သမီးဖြစ်သူကပြန်ပြောတယ်အဖေအသက်ကြီးမှတည်လိမ့်မယ်အသက်ငယ်တော့မတည်ဘူးလို့ပဲရှိပါမလဲတည်ခြင်းတရားဟာအသက်ကြီးတဲ့သူစီကိုလည်းသွားသလိုအသက်ငယ်တဲ့သူစီကိုလည်းရောက်လာတာပါပဲအသက်ကြီးတဲ့အထိမနေရပဲအသက်ငယ်တော့မြတ်သမီးတည်သွားခဲ့ရင်တရားအားထုတ်ခွင့်ရတော့မှာမဟုတ်ပါဘူးဒါကြောင့်တရားအားထုတ်ခွင့်ပြုပါလို့အတန်တန်တောင်းပန်တဲ့အတွက်ဖေးရောက်ခွင့်ပြုလိုက်ပါတယ်။ယောဂီမလေးဟာတရားစခန်းအတွင်းထဲမှာပဲအချိန်ပြည့်တွတ်တွတ်ဆဆအားထုတ်ပါတယ်။တရားစခန်းပြီးတော့လို့အိမ်ပြန်ရောက်တဲ့အခါမှာလည်းတရားကိုလွတ်မထားပဲပြုမှုလှုပ်ရှားမှုတိုင်းစိတ်နေသဘောထားတိုင်းကိုအစမပြတ်တလက်ဆက်ရှုမှတ်နေပါတယ်။တရားစခန်းပြီးတော့လို့17ရက်ကြာတဲ့အချိန်မှာနေလက်ပဲရေချိုးရင်အပြားဝင်ပြီးရုတ်တရက်တည်ဆုံသွားခဲ့ပါတယ်။
သူ့ရဲ့တည်ဆုံပုံကညာဘက်လေးစောင်းပြီးပြုံးပြုံးလေးတည်ဆုံနေပါတယ်။ညာဘက်လဲစောင်းနေပြုံးလဲပြုံးနေဆိုတော့ကောင်မလေးဟာကောင်းရာသူကတိရောက်သွားတယ်ဆိုတဲ့သဘောတည်ကြပါတယ်။အဲ့ဒီယောဂီမလေးဟာသူ့ကိုယ်သူတရားစခန်းပြီးလို့17ရက်ကြာတဲ့အခါအသေးမဲ့လို့ကြိုပြီးမသိခဲ့ပါဘူး။သူ့ရဲ့အဖေကလည်းငယ်သေးတယ်ဆိုတော့18နှစ်အရွယ်သမီးလေးအတွက်တေးချင်းတရားဆိုတာဘလို့မှမျှော်လင့်မထားတဲ့အရာတစ်ခုပါ။ဒါပေမဲ့မမျှော်လင့်မဲကြောက်ရောက်လာခဲ့ပါတယ်။အဖေရဲ့စကားကိုသာနားထောင်ပြီးတရားစခန်းမဝင်လိုက်ဘူးဆိုရင်သူ့ရဲ့ဘဝသူ့ရဲ့တမလွန်ခီးဟာအင်မတန်ရင်လေးစရာကောင်းလာပါတယ်။အခုတော့ငယ်တုန်းရွယ်တုန်းစိတ်ဆန္ဒရှိတုန်းတရားအထုတ်လိုက်လို့လည်းအနေလဲကောင်းအသေးလဲကောင်းသွားခဲ့ပါတယ်။ဒါကြောင့်အသက်ကြီးမှပဲတရားအထုတ်မယ်။အသက်ငယ်တုန်းတော့အာမထုတ်သေးဘူး။လောကီအာယုံကာမဂုဏ်ချမ်းသာတွေနဲ့ပြပပပကြီးနေလိုက်အောင်မယ်ဆိုတဲ့အယူဆရှိတဲ့ပုဂ္ဂိုလ်တွေဟာအသက်ကြီးတဲ့အထိမိမိကမနေရဘဲနဲ့အသက်ငယ်တုန်းများတည်ဆုံသွားခဲ့မယ်ဆိုရင်ကိုကြိုနေကြရပါလိမ့်မယ်။တကယ်တော့တရားအလုပ်အားထုတ်တယ်ဆိုတာအသက်ငယ်တုန်းမှပို့ပြီးအားထုတ်လို့ကောင်းတာပါ။အသက်ကြီးသွားမယ်ဆိုရင်ကိုအားဉာဏ်အားစိတ်ဆွမ်းအားတွေကုန်ခန်းသွားပြီဖြစ်တဲ့အတွက်ကြောင့်ထင်သလောက်စိတ်ရှိသလောက်တရားအားထုတ်လို့မဖြစ်တော့ပါဘူး။စိတ်ရှိသလောက်ဆိုပေမဲ့စိတ်လည်းမရှိတော့ပါဘူး။တရားအားထုတ်ခြင်းနဲ့စိတ်တော့ရှိပါမယ်။ဒါပေမဲ့ကိုယ်ခန္ဓာကမလိုက်နိုင်လို့တိတ်အားမထုတ်နိုင်တော့ဘူးလို့ပြောတတ်ကြပါတယ်။စကားရတာပြောတာပါအလကားပြောတာပါလူကြားကောင်းအောင်ပြောတာပါတကယ်တော့စိတ်ကိုမရှိတော့တာပါအသက်ငယ်တုန်းရွယ်တုန်းမှာတရားအားထုတ်တာဟာကိုယ်အားဉာဏ်အားစိတ်ဆွမ်းအားထက်မြက်နေတဲ့အတွက်ကြောင့်အသက်ကြီးမှအားထုတ်တာထက်ပိုပြီးကောင်းပါတယ်။တရားထုတရားမြတ်ရဖို့လည်းပိုပြီးစိတ်ချရပါတယ်။အသက်20နဲ့40ကြားအရွယ်ဟာတရားအားထုတ်လို့အကောင်းဆုံးပါပဲ။ရှော့ရှော့ပေါ့ပေါ့10နှစ်ထက်တိုးရင်အသက်50အရွယ်အတွင်းဟာတရားအားထုတ်လို့အကောင်းဆုံးပဲပေါ့။50တဲ့ကျော်သွားရင်တော့သွားပြီတိတ်မဟုတ်တော့ပါဘူးစိတ်တင်သလိုဖြစ်လာဖို့လည်းမလွယ်တော့ဘူးကိုယ်စိတ်နဲ့ကိုယ်လိုရာအာယုံမှာရောက်နိုင်ဖို့အင်အားမရှိတော့ပါဘူးဒါကြောင့်ကြုံကြိုက်ခဲ့တဲ့ဗုဒ္ဓသာသနာတော်ရင်းနဲ့တွေ့ကြုံရတဲ့အခိုင်မှာလောကီအာယုံကာမဂုဏ်ချမ်းသာတွေကြီးမမောဆုပ်ကင်ထားကြမယ်တရားအားထုတ်တဲ့အလုပ်ကိုနောက်ကိုပို့ထားကြမယ်ဆိုရင်မိမိတို့ဟာအသိဉာဏ်နဲ့ရောက်သွားပါလိမ့်မယ်အသက်ကြီးမှအားထုတ်မယ်အသက်ငယ်တုန်းအားမထုတ်သေးဘူးလို့ရည်မှန်းထားပေမဲ့ငယ်တုန်းမှာရုတ်တရက်တည်ဆုံးသွားခဲ့ရင်မိမိဟာအားကိုးရဘာမှမရှိတော့ပါဘူးကြိုတင်ပြင်ဆင်မထားတဲ့သူတွေအတွက်တေပေါက်တေဝါရောက်တဲ့အခါရတဲ့နောင်တဟာဘာမှသုံးဆလို့မရပါဘူးဒါကြောင့်နောင်တနောင်မမရစေဖို့အတွက်အားထုတ်နည်းတည်တဲ့အချိန်ကစပြီးတရားအားထုတ်တဲ့အလုပ်ကိုလောကီအလုပ်တွေလှုပ်ဆောင်နေရင်ပူးတွဲအားထုတ်ဖို့လိုအပ်လာပါတယ်အားထုတ်နည်းတည်အောင်စူးစမ်းလေ့လာကြရမှာတော့မလွယ်ဘူးပေါ့တရားမဲ့အချိန်ကိုတော့ဘလို့နည်းနဲ့မှကြိုပြီးမသိနိုင်တာအမှန်ပါအချိန်ကိုသာမသိနိုင်တာမဟုတ်ပါဘူးသိခြင်းတရားနဲ့ပတ်သက်ပြီးမသိနိုင်တဲ့အချက်၅ချက်ရှိပါတယ်ဘယ်အရွယ်မှာသိမလဲ၁ဇီဝိတဘယ်အသက်အရွယ်မှာသိမယ်ဆိုတာမသိနိုင်ကြပါဘူးတရားဝါတွေဟာဘယ်အသက်အရွယ်ထိပဲနေရမယ်ဘယ်အသက်အရွယ်ရောက်ရင်တော့အလုံးသိကြရမယ်လို့သတ်မှတ်ချက်မရှိပါဘူးအမိဝမ်းအတွင်းမှာလည်းကာလလရေကြီးအခိုက်မှာပဲဖြစ်ဖြစ်ရေမြုပ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်အသားတွေဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်စားသည့်အားဖြင့်အမိဝမ်းအတွင်းမှာလည်းအချိန်မျိုးမျိုးမှာတည်ဆုံသွားနိုင်ပါတယ်အမိဝမ်းကထွက်လာပြန်တော့လဲတနာရီ2နာရီစသည့်အချိန်ပိုင်းအတွင်း1ရက်2ရက်ရက်ပိုင်းအတွင်းတစ်ပတ်2ပတ်စားတဲ့ကာလပိုင်းခြားအတွင်းတစ်နှစ်2နှစ်စားတဲ့နှစ်ပိုင်းအတွင်းစသည့်အားဖြင့်ဘယ်အသက်အရွယ်မဆိုတည်ဆုံသွားနိုင်ပါတယ်ဘယ်အသက်အရွယ်မှာမဆိုတည်ဆုံသွားနိုင်တဲ့အတွက်ကြောင့်မလို့လူသားအပါဝင်တရားတွေဟာကိုဘယ်အသက်အရွယ်မှာတည်ရမယ်ဆိုတာကိုကြိုပြီးတော့မသိနိုင်ကြပါဘူးဘယ်နာယောဂနဲ့တည်မလဲနှစ်ပြမိဘယ်နာယောဂနဲ့တည်ဆုံရမယ်ဆိုတာကိုလည်းမသိနိုင်ကြပါဘူးတရားတွေဟာဘယ်နာယောဂနဲ့ပဲတည်ဆုံကြရမယ်ဆိုတဲ့အတိအကျသတ်မှတ်ချက်မရှိပါဘူးမျက်စိနဲ့ပတ်သက်တဲ့အနာယောဂနဲ့လည်းတည်နိုင်သလိုနားနဲ့ပတ်သက်တဲ့အနာယောဂနှာခေါင်းနဲ့ပတ်သက်တဲ့အနာယောဂရှားနဲ့ပတ်သက်တဲ့အနာယောဂကိုယ်နဲ့ပတ်သက်တဲ့အနာယောဂစိတ်နဲ့ပတ်သက်တဲ့အနာယောဂစသည်အားဖြင့်ဘယ်နာယောဂနဲ့မဆိုတည်ဆုံသွားနိုင်ပါတယ်အနာယောဂတစ်ခုတည်းသာမကတစ်ခုထက်များတဲ့အနာယောဂတွေနဲ့လည်းတည်ဆုံသွားနိုင်တာပါပဲတရားနဲ့တရားတည်ဆုံရမယ်ဆိုတဲ့အနာယောဂတွေလည်းမတူကြဘူးပေါ့ဘယ်နာယောဂမဆိုတည်ဆုံသွားနိုင်တဲ့အတွက်လူသားအပါဝင်တရားတွေဟာကိုယ်ဘယ်နာယောဂနဲ့တည်ဆုံရမယ်ကိုယ်သေလွန်တဲ့အချိန်မှာဘယ်နာယောဂကြောင့်ဖြစ်မယ်ဆိုတာကိုတော့ကြိုပြီးတော့မသိနိုင်ကြပါဘူးဘယ်ချိန်မှာသိမလဲ3ကာလတရားမဲ့အချိန်ကိုလည်းမသိနိုင်ပါဘူးတရားတွေဟာမနက်ပိုင်းမှာလည်းသိကြတယ်ကျန်တဲ့အချိန်တွေမှာမသိဘူးလို့လည်းသတ်မှတ်ချက်မရှိပါဘူးမနက်ပိုင်းအချိန်မှာလည်းသိနိုင်တယ်လို့နေ့လယ်ပိုင်းအချိန်မှာလည်းသိနိုင်ပါတယ်ညနေပိုင်းအချိန်မှာလည်းသိနိုင်တယ်ညပိုင်းအချိန်မှာလည်းသိနိုင်ပါတယ်သမင်းစားရင်သိနိုင်တယ်လို့ရေတောင်ရင်လည်းသိသွားနိုင်ပါတယ်ဖျားရှိခိုးရင်သိဆုံးသွားနိုင်တယ်လို့သင်းစာဖတ်ရင်တန်းလန်းနဲ့လည်းသိခြင်းသိသွားနိုင်တာပါပဲ
ဘယ်ချိန်မဆိုတည်ဆုံးသွားနိုင်တဲ့အတွက်ကြောင့်မလို့လူသားပါဝင်တော်ဝါတွေဟာကိုဘယ်ချိန်မှတည်ဆုံးရမယ်ဆိုတာကိုကြိုပြီးတော့မသိနိုင်ကြပါဘူးဘယ်တုတ်တံမှာမြုပ်နေမလဲ၄ဒေဟာနိခေပနတည်ပြီးတဲ့နောက်မိမိရဲ့အလောင်းကောင်ကိုဘယ်နေရာမှာပြစ်ချခံရမယ်ဆိုတာကိုလည်းမသိနိုင်ပါဘူးတော်ဝါတွေဟာတည်ဆုံးတဲ့အခါမှာနေရာတစ်နေရာထဲမှာပဲအလောင်းကောင်ပြစ်ချခံရတယ်လို့အတိအကျသတ်မှတ်ချက်မရှိပါဘူးရေထဲမှာမွေးတဲ့ပုဂ္ဂိုလ်ဟာကုန်းပေါ်မှာအလောင်းပြစ်ချခံခြင်းခံရမယ်ကုန်းပေါ်မှာမွေးတဲ့ပုဂ္ဂိုလ်ဟာလည်းရေထဲမှာအလောင်းပြစ်ချခြင်းပြစ်ချခံရမယ်ရွာမှာမွေးတဲ့ပုဂ္ဂိုလ်ဟာမြို့မှာအလောင်းပြစ်ချခြင်းပြစ်ချခံရမယ်မြို့မှာမွေးတဲ့ပုဂ္ဂိုလ်ဟာလည်းတောမှာအလောင်းပြစ်ချခြင်းပြစ်ချခံရမယ်စသည်အားဖြင့်ဘယ်နေရာမှာမဆိုမိမိရဲ့အလောင်းကောင်ဟာပြစ်ချခံရနိုင်ပါတယ်အရင်ကဆိုရန်ကုန်မှာနေတဲ့ပုဂ္ဂိုလ်တွေကငါသေးရင်ငါရဲ့အလောင်းကိုကျန်တော့တုတ်တံမှာပြစ်ချခံရမှာတေးကြတယ်လို့အတက်ပြောခြင်းပြောကြပါလိမ့်မယ်အခုတော့ကျန်တော့တုတ်တံလည်းမရှိတော့တဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့တွေးဆပြုဆိုချက်ဟာဘယ်နည်းနဲ့မှမမှန်တော့ဘူးပေါ့ဘယ်နေရာမဆိုဘယ်တုတ်တံမဆိုအလောင်းကောင်ကိုပြစ်ချခံရနိုင်တဲ့အတွက်ကြောင့်လူပါဝင်တော်ဝါတွေဟာကိုငါသေးရင်ငါအလောင်းကောင်ကိုဘယ်နေရာမှာပြစ်ချခံရမယ်စွန့်ပစ်ခံရမယ်ဆိုတာကြိုပြီးတော့မသိနိုင်ကြဘူးပေါ့တည်ပြီးရင်ဘယ်ဘဝရောက်မလဲငါဂရိတည်လွန်ပြီးတဲ့နောက်ဘယ်ဘဝကိုလာရမယ်ဘယ်ဂရိကိုသွားရမယ်ဆိုတာကိုကြိုပြီးတော့မသိနိုင်ကြပါဘူးတရားတွေဟာတည်ဆုံးပြီးရင်ဘယ်ဂရိတစ်ခုကိုပဲသွားရမယ်လို့အတိအကျပုံသေးသတ်မှတ်ချက်မရှိပါဘူးဥပမာဆိုပါတော့လူတွေတည်ဆုံးသွားလို့ရှိရင်လူပဲပြန်ဖြစ်မယ်လို့အတိအကျကန့်သက်ချက်မရှိပါဘူးလူတည်လို့ရှိရင်လူပြန်ဖြစ်နိုင်တယ်လို့နတ်လည်းဖြစ်နိုင်တယ်ငရဲလည်းကြာသွားနိုင်တယ်တိရစ္ဆာန်လည်းဖြစ်နိုင်တယ်ပိတ်တာလည်းဖြစ်သွားနိုင်ပါတယ်ဂရိ၅မျိုးမှာတစ်မျိုးမျိုးဖြစ်နိုင်ပါတယ်နတ်တွေသွားရင်လည်းနတ်ဖက်ပြန်ဖြစ်မယ်လို့အတိအကျကန့်သက်ချက်မရှိပါဘူးနတ်တွေတည်လို့ပြီးရင်နတ်ပြန်ဖြစ်တဲ့သူလည်းရှိတယ်လို့လူပြန်ဖြစ်တဲ့သူလည်းရှိပါမယ်ငရဲတိရစ္ဆာန်ပိတ်တာဖြစ်တဲ့သူလည်းရှိမယ်စသည်အားဖြင့်ပေါ့ဂရိ၅မျိုးမှာတစ်မျိုးမျိုးဖြစ်နိုင်ပါတယ်အတူရကယ်ကိုပိတ်တာမှာတွင်ဗြမာကိုနှက်မှာတွင်ပြီးဂရိ၅မျိုးလာရ၅မျိုးရှိပါတယ်ယဟန္တာမအပတရားဝါတွေတည်ဆုံးပြီးတဲ့အခါမှာငရဲတိရစ္ဆာန်ပိတ်တာလူနတ်လို့ခေါ်တယ်ဂရိ၅ပါးမှာတစ်ပါးပါးကိုလာရောက်ကြရတဲ့အတွက်ကြောင့်လူပါဝင်တရားဝါတွေဟာတည်ဆုံးပြီးတဲ့အခါမှာကိုဘယ်ဘဝဘယ်ဂရိကိုလာရမယ်ဆိုတာကြိုပြီးတော့မသိနိုင်ကြပါဘူးမသိခြင်း၅ပါးနဲ့အသက်ရှင်ရတဲ့ဘဝလူသားအလုံးလူသားပါဝင်သက်ရှိတရားဝါတွေအလုံးဟာမသိခြင်း၅ပါးနဲ့အသက်ရှင်နေရတဲ့သနာစရာတရားဝါတွေဖြစ်ပါတယ်ဘယ်အသက်အရွယ်မှာသိမလဲဘယ်အနာရောဂါနဲ့သိမလဲဘယ်ချိန်မှာသိမလဲအသေးကောင်ကိုဘယ်တုတ်တံမှာစွန့်ပစ်ခံရမလဲတည်ပြီးရင်ရောဘယ်ဘဝရောက်မလဲဒီ၅ပါးဟာလူသားတွေအပါအဝင်တရားဝါတွေအားလုံးမသိနိုင်ကြပါဘူးဒီမသိခြင်း၅ပါးဟာလူသားတွေအားလုံးသက်ရှိတရားဝါတွေအားလုံးကိုလွှမ်းမိုးနှိပ်စက်နေပါတယ်လူသားအားလုံးဆိုတာကယေဘုယျအားဖြင့်အများစုကိုခြုံငုံပြီးပြောတာပါအနည်းစုကတော့တရားတကူရှိတဲ့သူတရားစွမ်းအားကြီးမားတဲ့သူသူတော်ကောင်းပုဂ္ဂိုလ်တချို့ကတော့သိနိုင်ကြပါတယ်အထူးသဖြင့်အာနာပါနကမ္မထံကိုအောင်မြင်ပေါက်မြောက်အောင်အားထုတ်ထားတဲ့ပုဂ္ဂိုလ်တွေဟာမိမိတို့သိရမယ့်အချိန်ကိုကြိုပြီးတော့အတိအကျသိနိုင်ကြပါတယ်အချိန်ကိုသိတယ်လို့ကျန်တဲ့၄ချက်ကိုလည်းကြွယ်ကူရည်ပါသိနိုင်ကြပါတယ်အနည်းဆုံးသောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တွေဟာငါတည်လွန်ပြီးရင်အပယ်၄ပါးမလာရောက်ရတော့ဘူးလူနဲ့ပြမကောင်းရာဒုက္ခတိကိုသာလာရောက်ရတော့မယ်လို့တေချာပေါက်ပြောနိုင်ကြပါတယ်ဒါပေမဲ့ကောင်းရာဒုက္ခတိပုံတွေကအများကြီးရှိတာမလို့ဘယ်ပုံကိုရောက်မယ်ဆိုတာကတော့အတိအကျသိဖို့မလွယ်ကူပါဘူးဒါကြောင့်ဘာပဲဖြစ်ဖြစ်မပြောပါတော့တဲ့ပုဂ္ဂိုလ်အနည်းစုကသာသိနိုင်ကြသိပြန်တော့လဲတစိမ့်တစိသားကိုသာသိနိုင်ကြတာမလို့အနည်းစုစာသိတဲ့ပုဂ္ဂိုလ်တွေကိုစကားနဲ့ထည့်မပြောနေတော့ပဲချွင်းချက်အနေနဲ့ချန်လက်ထားခဲ့တာပါလူသားအလုံးသက်ရှိအလုံးမသိခြင်း၅ပါးနဲ့အသက်ရှင်နေကြတယ်လို့ဆိုလိုက်ရင်စကားကပ်ပြောချင်တဲ့သူတွေစောဒကတက်ဖို့လိုမယ်မထင်တော့ပါဘူးကိုသိလာပြီတက်လာပြီအထင်ရောက်ဘဝင်မောက်နေတဲ့ပုဂ္ဂိုလ်တွေဟာကိုဘဝကိုမသိခြင်း၅ပါးနဲ့အသက်ရှင်နေတဲ့ဘဝလို့နားလည်သဘောပေါက်ခဲ့မယ်ဆိုရင်အချောက်တိုင်းမာနတက်စရာမလိုတော့ဘူးလို့ထင်ပါတယ်မသိခြင်း၅ပါးကိုသာလူသားအလုံးသတိရကြမယ်ဆိုရင်ဒီကမ္ဘာလောကကြီးထဲမှာတကူကောင်းဆံမှုတွေကိလေသာတောင်းကျမှုတွေနှဲပေါသွားမှသိကြပါတယ်ဇီဝိတံဗျာတိကာလောစဒေဟနိပ္ပနေပနံဂတိပစ္စတေဇီဝကာလောမံအနိမိတ်တာနာရရေဓက္ခမတူတော့ခံယူချက်မတူအရှင်သမိတ်တိကတရားမဲ့အချိန်ကိုငါမသိနိုင်တဲ့အတွက်ကြောင့်မလို့လောကီအာယုံကာမဂုဏ်ချမ်းသာတွေကိုမခံစားတော့ပဲယဟန်တရားပွားများအထောက်မယ်လို့ဆိုလိုထားပါတယ်ဒါပေမဲ့တရားမဲ့အချိန်ကိုမသိတဲ့ပုဂ္ဂိုလ်တိုင်းယဟန်တရားပွားများအထောက်ပြကြတာတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့ဓက္ခံပေါ်မူတည်ပြီးခံယူချက်တွေကွဲပြားသွားလို့ပါပဲ
အကြောင်းအရာတစ်ခုကိုလူနှစ်ယောက်သိပုံမြင်ပုံချင်းတူပေမဲ့လက်ခံမတူရင်နှလုံးသွင်းပုံချင်းတော့မတူနိုင်ပါဘူးနှလုံးသွင်းပုံမတူရင်ခင်ယူချက်လည်းမတူနိုင်ပါဘူးခင်ယူချက်မတူရင်ဥတီချက်လည်းမတူပါဘူးဥတီချက်မတူရင်အလုံးလုံးပုံချင်းလည်းမတူနိုင်တော့ဘူးပေါ့ဒါကိုနတ်သမီးရဲ့ခင်ယူချက်နဲ့ရှင်သမိန်တီရဲ့ခင်ယူချက်ကိုနှိုင်းယှဉ်ကြည့်ပြီးတော့သိနိုင်ပါတယ်နတ်သမီးရဲ့ခင်ယူချက်ကတော့မသေးခင်ချိန်ကာလလေးအတွင်းမှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ဟာလောကီအာယုံကမကုံချမ်းသာကိုခံစားရမယ်လို့ခံယူထားပါတယ်အရှင်သမိန်တီရဲ့ခင်ယူချက်ကတော့မသေးခင်ကာလလေးအတွင်းမှာလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ဟာဝိပဿနာအားထုတ်တဲ့အလုပ်လို့ခံယူထားပါတယ်ခံယူချက်ချင်းတော့မတူကြဘူးပေါ့ဒီနေ့ကျရင်သိကြမှာပဲဆိုတာကတော့လူသားအလုံးသိကြပါတယ်အချိန်မီသိသားနိုင်တယ်ဆိုတာကိုလည်းလူသားအလုံးသိကြပါတယ်သိတာချင်းတူပေမဲ့တက်ခံခြင်းမတူတော့နှလုံးသွင်းတဲ့ခံယူချက်ချင်းကွာသွားတာပေါ့နှလုံးသွင်းပုံနဲ့ခံယူချက်ချင်းမတူတော့ဥဒိယနဲ့လုပ်တွေလည်းကွာခြားသွားကြပါတယ်ကာမတက်ခံကိလေသာတက်ခံအားကောင်းတဲ့ပုံကိုယ်တွေကတော့မသေးခင်အချိန်လေးတွင်းမှာလောကီအာယုံကမကုံချမ်းသာတွေကိုခံစားရတာဟာဘဝရဲ့အနှစ်သာရပဲကမကုံခံစားရေးအတွက်အလုပ်ဟာဘဝရဲ့အဓိကလုပ်ပဲလို့ခံယူထားကြပါတယ်နိခမတက်ခံပါရမီတက်ခံအားကောင်းတဲ့ပုံကိုယ်တွေကတော့မသေးခင်အချိန်လေးတွင်းမှာတရားဓမ္မချမ်းသာနိဗ္ဗာန်ချမ်းသာခံစားမှုဟာဘဝရဲ့အနှစ်သာရတရားဓမ္မချမ်းသာနိဗ္ဗာန်ချမ်းသာရရှိဖို့အတွက်ဒါနသီလသမထဝိပဿနာကုသိုလ်ပါရမီတရားများပွားများအထောက်ရတဲ့အလုပ်ဟာဘဝရဲ့အဓိကလုပ်ပဲလို့ခံယူထားကြပါတယ်။နတ်သမီးရဲ့ခံယူချက်မျိုးရှိတဲ့လူသားတွေကတော့လောကမှာအများကြီးရှိပါတယ်။အများကြီးဆိုတာထက်အများဆုံးလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။တစ်ချိန်ကဦးစင်းရဲ့လူဘဝတုန်းကတငယ်ချင်းတယောက်ကိုတရားအထုတ်ဖို့အမြဲတိုက်တွန်းပူပါတယ်။ရိတ်တောင်ဝင်ပြီးအထုတ်မှာအိမ်မှာအချိန်ပေးပြီးတော့တည်တံ့အထိုင်နိုင်မှာမဟုတ်ပါဘူး။သွားရင်လာရင်လုံရင်ကိုင်ရင်နေရင်ထိုင်ရင်ပြောရင်ဆိုရင်နဲ့အသိပညာထည့်ပြီးတော့အလုပ်လုပ်သွားရင်တရားအထုတ်ဖို့ဖြစ်ပါတယ်။မိမိရဲ့အလုံးမပြတ်ပဲတရားအထုတ်လို့လည်းဖြစ်ပါတယ်။မိမိရဲ့အလုံးမပြတ်ပဲတရားအထုတ်လို့လည်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းပေါ့။အထုတ်ပုံအထုတ်နည်းတွေနဲ့တကွသူ့ကိုပြပြပါတယ်။ဒါပေမဲ့အဲ့လိုပြပြတော့တငယ်ချင်းဖြစ်တဲ့ပုဂ္ဂိုလ်ကဘာပြန်ပြောလဲဆိုရင်ဦးစင်းဖေတပည့်တော်တရားအမထုတ်ပြစေနဲ့အောင်။ဘာဖြစ်လို့လဲ။တပည့်တော်တရားအထုတ်ရင်ကိလေသာအာယုံကာမဂုဏ်ချမ်းသာတွေခံစားခြင်းစိတ်ပျောက်သွားပါလိမ့်မယ်။တပည့်တော်ကအခုမှအသက်ငယ်ငယ်လေးရှိသေးတာလောကီအာယုံကာမဂုဏ်ချမ်းသာခံစားခြင်းတဲ့စိတ်တွေပျောက်သွားလို့မဖြစ်သေးဘူးဖေ။ရာခဲလာတဲ့လူဘဝလေးရတော့မိမလေးတယောက်တော့အနည်းဆုံးယူသွားပြစေအောင်ဆိုတဲ့အဖြေကိုသူပြန်ပြောပါတယ်။တယောက်တော့အနည်းဆုံးယူသွားပြစေအောင်ဆိုတော့သူကြည့်ရတာတယောက်မကယူခြင်းပုံလဲပေါ်တယ်ပေါ့နော်။ဒီတော့နတ်သမီးလိုမျိုးခံယူချက်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလောကမှာအများဆုံးပါပဲ။အရှင်သမတိလိုခံယူချက်ရှိတဲ့ပုဂ္ဂိုလ်တွေခံယူချက်ရှိတဲ့အတိုင်းလဲလက်တွေ့အကောင့်ထဲပေါ်ပြီးလှုပ်နေတဲ့ပုံကိုယ်တွေကတော့အင်မတန်ကိုနှဲပါလာပါတယ်။ကာလိကချမ်းသာနဲ့အာကာလိကချမ်းသာကာလိကအလုံးနဲ့အာကာလိကအလုံးနတ်သမီးကဲ့သို့ခံယူချက်ရှိတဲ့ပုံကိုယ်များဟာယဟန်တရားပွားများအားထုတ်တဲ့ဝိပဿနာအလုံးအားထုတ်တဲ့ကောင်းမှုကုသိုလ်များပြုတဲ့ဆိုတာကိုနောင်တမလွန်ဘဝကြမှာအကျိုးခံစားရမယ့်အလုပ်လို့ခံယူကြပါတယ်။လောကီအာယုံကမကုံချမ်းသာခံစားရတဲ့အလုပ်ကမှဒီဘဝမှာချက်ချင်းလက်ငင်းကျိုးခံစားရတဲ့အလုပ်လို့ယူဆထားကြပါတယ်။အဲ့ဒီအထင်အဲ့ဒီအယူဆမှားရတဲ့အကြောင်းကိုရှင်သမတိကနတ်သမီးကိုပြန်ပြောတဲ့အချက်ကိုအခြေခံပြီးတော့နိုင်ငံအာယုံပြုကြရအောင်နော်။ကာလိကာကာမဘာဟုဒုက္ခဘာဟုပါယသောအာဒီနာဝောအေတိပေယောလောကီအာယုံကမ္မကုံချမ်းသာတွေဟာအချိန်ယူပြီးရင်မှအကျိုးရတဲ့အတွက်အကျိုးရဖို့အချိန်ဆိုင်တဲ့အတွက်ကာလိကတရားတွေဖြစ်ပါတယ်။ဆင်းရဲခြင်းပြင်းပန်းခြင်းတွေသာများပြားလာပါတယ်။လောကီအာယုံကမ္မကုံချမ်းသာတွေမှာအပြစ်တွေကအလွန်တရာများပြားလာပါတယ်။အကာလီကောအယံဓမ္မောလောကုတ္တရာတရားမှသာအချိန်မဆိုင်မဲ့ချက်ချင်းလက်ငင်းအကျိုးရတဲ့အတွက်ကြောင့်မလို့အကာလီကတရားစစ်စစ်ဖြစ်ပါတယ်။ကမ္မကုံချမ်းသာဆိုတာကာလိကချမ်းသာဖြစ်လို့ကမ္မကုံချမ်းသာအတွက်လုပ်တဲ့အလုပ်တွေဟာလည်းကာလိကအလုပ်တွေပဲဖြစ်ပါတယ်။လောကုတ္တရာချမ်းသာဆိုတာအကာလိကချမ်းသာဖြစ်တဲ့အတွက်ကြောင့်လောကုတ္တရာချမ်းသာအတွက်လုပ်တဲ့အလုပ်တွေဟာလည်းအကာလိကအလုပ်တွေပဲဖြစ်ပါတယ်။အချိန်မဆိုင်မဲ့ချက်ချင်းအကျိုးရသောချမ်းသာချက်ချင်းအကျိုးရသောအလုပ်လောကီအာယုံကမ္မကုံချမ်းသာတွေဆိုတာကကာလိကတရားတွေပါလောကုတ္တရာတရားကမှအကာလိကတရားပါတရားကုံတော်6ပါးထဲမှာအကာလိကောဆိုတဲ့ဂုဏ်တော်လေးတစ်ခုပါပါတယ်အကာလိကောဆိုတာကအချိန်မဆိုင်မဲ့အကျိုးရတဲ့တရားလို့အဓိပ္ပာယ်ရပါတယ်လောကုတ္တရာတရားတွေဆိုတာကအချိန်မဆိုင်မဲ့ချက်ချင်းလက်ငင်းအကျိုးရတဲ့တရားတွေပါအဓိကအားဖြင့်မတရားပေါ့မစိတ်မိမိရဲ့တဏ္ဍာမှာဖြစ်ပြီးဆိုရင်မစိတ်ရဲ့တခြားမဲ့ဖို့စိတ်ချက်ချင်းဖြစ်ပါတယ်မစိတ်နဲ့ဖို့စိတ်ကြားမှာတခြားစိတ်တွေခြားနေတယ်အချိန်ဆိုင်နေတယ်တခြားစိတ်တစ်ခုနဲ့တစ်ခုဖြစ်ပြီးတော့အချိန်ခြားတယ်ဆိုတာမရှိပါဘူး
မဆိတ်ဖြစ်ပြီးရတဲ့တပြိုင်နက်ဖိုးစိတ်ချက်ချင်းဖြစ်ပါတယ်မဆိတ်ဟာဖိုးစိတ်တီးဟူသောအကျိုးကိုချက်ချင်းအကျိုးပေးပါတယ်ဖိုးစိတ်တီးဟူသောအကျိုးကိုရတော့ဘာဖြစ်မလဲဖိုးစိတ်ကိုရတော့ဘယ်တော့မှမပျက်စီးနိုင်တဲ့ချမ်းသာတကချမ်းသာထဲမှာအကောင်းဆုံးဖြစ်တဲ့ချမ်းသာအတုမရှိချမ်းသာနိဗ္ဗာန်ချမ်းသာကိုခံစားကြရတာပေါ့မတရားကအချိန်မဆိုင်မဲ့အကျိုးရတဲ့အာကာလိကတရားဆိုပေမဲ့အဲ့ဒီမဆိတ်ဆိုတာကလည်းနေရင်ထိုင်ရင်နဲ့အလိုလျောက်မရပါဘူးဝိပဿနာစိတ်ရဲ့အခြားမဲ့မှာဖြစ်ပြီးတော့ရတာပါဝိပဿနာစိတ်မရှိဘဲမဆိတ်ဟာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးမဆိတ်ကိုရဖို့တကယ်တမ်းအလုပ်လုပ်ရမှာကဝိပဿနာအလုပ်ကိုလုပ်ရမှာပဲဖြစ်ပါတယ်အချိန်မဆိုင်မဲ့အကျိုးပေးတတ်တဲ့မဆိတ်ကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့ဝိပဿနာတရားဟာလည်းအကာလိကတရားပဲဖြစ်ပါတယ်ဝိပဿနာအလုပ်ကိုအားထုတ်နေခြင်းဟာအကာလိကအလုပ်ကိုလုပ်နေခြင်းဖြစ်ပါတယ်ဝိပဿနာအလုပ်အားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်မဆိုင်မဲ့အကျိုးရတဲ့အလုပ်ချက်ချင်းလက်ငင်းအကျိုးပေးတဲ့အလုပ်တွေကိုလုပ်နေကြတာပါဝိပဿနာစိတ်အားကောင်းနေတဲ့ပုဂ္ဂိုလ်ဟာသတိမေ့လျော့နေလို့အမှတ်တွေလွတ်ထားတယ်ပဲထားအောင်ဝိပဿနာချမ်းသာကိုခံစားခြင်းနဲ့ဆိုရင်မိမိရဲ့စိတ်ကလေးကိုခန္ဓာမှာပို့လိုက်တာနဲ့ချက်ချင်းဝိပဿနာချမ်းသာကထင်ရှားလာပါတယ်အစစ်အမြင့်ဆုံးလောကီချမ်းသာဝိပဿနာဆိုတာဟာချမ်းသာတစ်မျိုးပါပဲလူများကလောကီအာယုံကမ္မဂုဏ်ချမ်းသာတာလျင်ချမ်းသာလို့ထင်ကြပါတယ်ကမ္မဂုဏ်အာယုံနေတာလျင်ချမ်းသာမဟုတ်ပါဘူးဝိပဿနာဟာလည်းချမ်းသာတစ်မျိုးပါပဲလောကကြီးမှာရှိသမျှချမ်းသာတွေအကုန်လုံးတူရစုလိုက်မယ်ဆိုရင်တလောကလုံးမှာချမ်းသာ9မျိုးပဲရှိပါတယ်1လူကာမဂုဏ်ချမ်းသာ2နတ်ကာမဂုဏ်ချမ်းသာ3ဇန်ချမ်းသာ4ဝိပဿနာချမ်းသာ5မတ်ချမ်းသာ6ဖိုးချမ်းသာ9နိဗ္ဗာန်ချမ်းသာဆိုပြီးချမ်းသာ9မျိုးရှိပါတယ်အဲ့ဒီချမ်းသာ9မျိုးမှာလူကာမဂုဏ်ချမ်းသာတဲ့နတ်ကာမဂုဏ်ချမ်းသာကပို့ပြီးတော့အဆင့်မြင့်ပါတယ်ပို့ပြီးတော့လည်းချမ်းသာပါတယ်နတ်ကာမဂုဏ်ချမ်းသာတဲ့ဇန်ချမ်းသာတဲ့ဝိပဿနာချမ်းသာဝိပဿနာချမ်းသာတဲ့မတ်ချမ်းသာတဲ့ဖိုးချမ်းသာတဲ့နိဗ္ဗာန်ချမ်းသာဟာပို့ပြီးတော့အဆင့်မြင့်ပါတယ်ပို့ပြီးတော့လည်းချမ်းသာပါတယ်နောက်ချမ်းသာဟာရှေ့ချမ်းသာတဲ့ပို့ပြီးတော့အဆင့်မြင့်ပါတယ်ပို့ပြီးတော့ချမ်းသာပါတယ်အဲ့ဒီချမ်းသာ9မျိုးထဲမှာဝိပဿနာချမ်းသာဟာဇန်ချမ်းသာထက်လည်းမြတ်တယ်နတ်ကာမဂုဏ်ချမ်းသာထက်လည်းမြတ်ပါတယ်ဒီတော့ဝိပဿနာချမ်းသာဟာဇန်ချမ်းသာနတ်ကာမဂုဏ်ချမ်းသာတွေထက်တောင်အဆင့်မြင့်သေးတယ်တာလွန်သေးတယ်ဆိုရင်လူကာမဂုဏ်ချမ်းသာထက်တော့အစာပေါင်းများစွာတာလွန်တာပေါ့ဝိပဿနာအလုပ်ကိုတကယ်တမ်းပေါ့ရအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းဝိပဿနာစိတ်ကလေးဝိပဿနာဉာဏ်ကလေးမိမိတဏ္ဍာမှာဖြစ်နေပြီဆိုရင်ဘလောက်တောင်ချမ်းသာမလဲဘလောက်ရတာရှိမလဲဆိုတာကိုယ်တိုင်သိကြပါလိမ့်မယ်ဒီတော့ဝိပဿနာချမ်းသာကိုရယူခွင့်ရှိတဲ့ဗုဒ္ဓသာသနာတော်ကြီးနဲ့ကြုံတွေ့နေပါရဲ့နဲ့နတ်ကာမဂုဏ်ချမ်းသာနဲ့ပဲနှိုင်းရှင်ဇန်ချမ်းသာနဲ့ပဲနှိုင်းရှင်ဘယ်ချမ်းသာနဲ့မဆိုနှိုင်းရှင်အောက်ဆုံးချမ်းသာအညံဆုံးချမ်းသာဖြစ်တဲ့ဘာမှမဟုတ်တဲ့လူကာမဂုဏ်ချမ်းသာကိုသာအထင်ကြီးပြီးအာသာငန်းဆွဲလန်းနေမယ်မလွတ်နိုင်မစွန့်နိုင်စုပ်ကိုင်နေမယ်ဆိုရင်တော့အသိဉာဏ်နဲ့ရောက်သွားပါလိမ့်မယ်ဒါကြောင့်ဝိပဿနာချမ်းသာဆိုတာအခုခံစားခြင်းရဲ့အခုခံစားလို့ရတဲ့ချမ်းသာအကာလိကချမ်းသာဖြစ်ပါတယ်ဝိပဿနာချမ်းသာကိုခံစားနိုင်ဖို့အတွက်တတိပဋ္ဌာန်ဝိပဿနာပွားများအထောက်တဲ့အလုပ်ဟာအကာလိကအလုပ်ဖြစ်ပါတယ်ဝိပဿနာအလုပ်ရဲ့အချမ်းရံဖြစ်တဲ့ဒါနသီလသမထတွေဟာလည်းအကာလိကအလုပ်တွေဖြစ်ပါတယ်ဒါနအလုပ်ကိုအောင်မြင်လုပ်ဘူးတဲ့ပုဂ္ဂိုလ်တွေဟာရုပ်လက်အမျက်မရွေးဘယ်သူကိုလူတိုင်းမှာစိတ်ချမ်းသာမှုစိတ်အေးချမ်းမှုချက်ချင်းရပါတယ်ဝမ်းမြောက်မှုပီတိအားကောင်းတာနဲ့အမျှဒါနရဲ့အကျိုးကိုလည်းဒီဘဝမှာချက်ချင်းလက်ငင်းခံစားကြရပါတယ်သီလအလုပ်ကိုအောင်မြင်လုပ်ဘူးတဲ့ပုဂ္ဂိုလ်ဟာလည်းမိမိရဲ့သီလကိုဆင်ခြင်တိုင်းမှာစိတ်ချမ်းသာစိတ်အေးချမ်းမှုချက်ချင်းရပါတယ်သီလတစ်ခုလုံးကျုံအောင်ဆောင်ထိန်နိုင်ပြီဆိုရင်ပီတိတစ်ခုချက်ချင်းတိုးပါတယ်ဥပမာဥပုသ်သီလဆောင်ထိန်ထားတဲ့ပုဂ္ဂိုလ်တရားဟာညနေပိုင်းမှာဗိုက်စာလို့ဆိုပြီးဥပုသ်ချိုးထမင်းစားလိုက်တော့မယ်ဆိုရင်ဗိုက်တော့ပြည့်သွားပါလိမ့်မယ်ပီတိတော့ပြည့်မလာနိုင်ပါဘူးဗိုက်စားတာထမင်းစားတာကိုတိခံဆောင်ထိန်ပြီးဥပုသ်မချိုးတဲ့ပုဂ္ဂိုလ်ကတော့ဗိုက်တော့စားခြင်းစားနေမယ်ပီတိကတော့အကြီးကျယ်ဖြစ်ပါတယ်ကိုယ်သီလကိုကျေနပ်အားရတဲ့ပီတိဟာစားလောင်လာရင်တော့ပျောက်သွားပါလိမ့်မယ်သမထအလုပ်ကိုအောင်မြင်လုပ်ဖို့တဲ့ပုဂ္ဂိုလ်ဟာလည်းကိုယူနေကြသမထအာယုံကိုယူလိုက်တာနဲ့စိတ်ချမ်းသာမှုစိတ်အေးချမ်းမှုကိုချက်ချင်းရပါတယ်ဥပမာဂုဏ်တော်ပွားနေကြလူတရားဟာသူဘလောက်ပင်ပန်းနေအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားလို့တတိယပွားများလိုက်တာနဲ့တပြိုင်နက်ပင်ပန်းမှုပြပြောက်ပြီးချက်ချင်းလက်ငင်းစိတ်ရောကိုယ်ပါတတ်တာရရောက်သွားပါလိမ့်မယ်အေးချမ်းမှုရသွားပါလိမ့်မယ်မေတ္တာပွားနေကြလူတရားဟာစိတ်တွေဘလောက်ပူလောင်နေတရားတွေအားလုံးကြမ်းမှချမ်းသာကြပါစေလို့တတိတရားပွားလိုက်တာနဲ့တပြိုင်နက်ပူလောင်မှုတွေချက်ချင်းပျောက်သွားပါလိမ့်မယ်ချက်ချင်းလက်ငင်းစိတ်ရောကိုယ်ပါအေးချမ်းသွားပါလိမ့်မယ်ဒါကြောင့်ဒါနာအလုပ်သီလအလုပ်တ
မထအလုပ်ဝိပဿနာအလုပ်ဒီအလုပ်၄ခုလုံးဟာအချိန်မဆိုင်ပဲချက်ချင်းလက်ငင်းအကျိုးရတဲ့အာဂါလိကအလုပ်တွေပါပဲ။ဘာလုပ်ပဲလုပ်ပါရမီဖြစ်အောင်လုပ်ဖို့ကအရေးကြီးပါတယ်။လူမှုဘဝမျှော်လင့်ချက်နဲ့တမလွန်ဘဝတောင်းတချက်တွေကိုဘေးချေကြောင်ထုတ်ထားလိုက်ပြီးတော့နိဗ္ဗာန်ချမ်းသာမျှော်လင့်ချက်နဲ့အများကောင်းကျိုးတောင်းတချက်တွေကိုခြေတန်းတင်ဥညွတ်လိုက်မယ်ဆိုရင်လုံးသမျှဟာပါရမီဖြစ်သွားပါပြီ။ပါရမီမြောက်တဲ့အလုပ်တိုင်းဟာချက်ချင်းချမ်းသာတဲ့အာဂါလိကအလုပ်တွေပါပဲ။ချက်ချင်းအကျိုးမရအချိန်ဆိုင်သောချမ်းသာအချိန်ဆိုင်ရသောအလုပ်လောကီအာယုံကာမဂုဏ်ချမ်းသာတွေဆိုတာကတော့ကာလိကချမ်းသာတွေဖြစ်ပါတယ်။အာကာလိကချမ်းသာဟာအချိန်မဆိုင်မဲ့အကျိုးရတာဆိုရင်တော့ကာလိကချမ်းသာကြတော့အချိန်ဆိုင်မှအကျိုးရတာပါ။အချိန်ဆောင်မှအကျိုးရတာပါ။ဟုတ်တာပေါ့။လောကီအာယုံကာမဂုဏ်ချမ်းသာတွေဟာအခုခံစားခြင်းနဲ့ချက်ချင်းခံစားလို့ရတာမျိုးမဟုတ်ဘဲနဲ့ခံစားခြင်းနဲ့စိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်လိုလျောက်ခံစားလို့မရနိုင်ပါဘူး။ဆိုပါတော့အခုထိုင်နေရင်သချင်းလေးတစ်ပုတ်နားထောင်ခြင်းနဲ့ဆိုပါတော့ကိုသချင်းလေးနားထောင်ခြင်းလိုက်တာလို့သချင်းနားထောင်ခြင်းစိတ်ကလေးဖြစ်တာနဲ့သချင်းတန်ကကိုနားတဲ့အလိုလျောက်ကြားမလာနိုင်ပါဘူးကဆက်ရှိရကိုသွားရမယ်မီးကျိုးကိုတက်ရအောင်မယ်ကဆက်ခွေးကိုထည့်ဖွင့်ရအောင်မယ်အဲ့ဒီနာကိုနားထောင်ခြင်းတဲ့အခွေကအသင့်ရှိအောင်ပါမရှိရင်လည်းအဲ့ဒီခွေကိုသွားပြီးဝယ်ရအောင်မယ်ဝယ်ရင်လည်းပတ်စံကရှိရအောင်မယ်စသည်အားဖြင့်ပေါ့လောကီအာယုံကာမဂုဏ်ချမ်းသာဆိုတာကခံစားခြင်းနဲ့စိတ်ဖြစ်တာနဲ့တပြိုင်နက်ချက်ချင်းခံစားလို့ရတဲ့ချမ်းသာမျိုးမဟုတ်ပါဘူးအချိန်ယူရတဲ့ချမ်းသာအချိန်ဆောင်ရတဲ့ချမ်းသာပါဆိုတော့ခရမ်းလေးဥမာပေးရမယ်ဆိုရင်ကလေးတယောက်ကအိမ်အောင်ပြုပြီးတော့အိမ်အောင်ရေးချမ်းသာခံစားခြင်းနဲ့ဆိုရင်အဲ့ဒီစိတ်ကလေးဖြစ်တာနဲ့တပြိုင်နက်ချက်ချင်းခံစားလို့မှမရပဲအသက်အရွယ်အားဖြင့်ပြည့်စုံအောင်ငွေကြေးဥစ္စာအလုပ်ကိုင်းစသည်အားဖြင့်ပြည့်စုံတဲ့အချိန်ထိအချိန်ဆောင်ရပါတယ်ကလေးဆိုတော့အသာထားအောင်ရွယ်ရောက်တဲ့ပုံကိုဖြစ်နေပါစေအချိန်ဆောင်ရပါတယ်အိမ်အောင်လာလေးပြုခြင်းနဲ့ပြုရမယ့်ရွယ်ရလည်းရောက်နေပြီရယုံနေမကဘူးလွန်နေပြီမိမိအိမ်အောင်ပြုရမယ့်ပုံကလည်းရှိနေတယ်နှစ်ဖက်မိဘကလည်းသဘောတူပြီးသားဒါပေမဲ့လို့အိမ်အောင်ပြုလို့မဖြစ်သေးလို့အချိန်လေးဆောင်လိုက်ရတာအိမ်အောင်တစ်ခုထူထောင်နိုင်တဲ့ငွေကြေးပမာဏအလောက်ကိုင်းစားတဲ့အနေအထားတွေပြည့်စုံအောင်အချိန်ဆောင်လိုက်ရတာတချို့ဆိုရင်ပြည်တွင်းမှာအလုပ်လုပ်ရုံနဲ့မပြီးပဲပြည်ပမှာသွားပြီးပင်ပန်းအလုပ်လုပ်ရင်မိမိခံစားခြင်းနဲ့ချမ်းသာအတွက်အချိန်ဆောင်ရပါတယ်ဒီတော့ကာမဂုဏ်ချမ်းသာဆိုတာအချိန်လေးနဲ့အများကြီးရင်းနှီးပြီးမှအချိန်ဆောင်ပြီးမှရတဲ့ချမ်းသာမလို့ဘာမှမမောစရာမရှိပါဘူးအခုထမင်းစားခြင်းနဲ့ဆိုလို့ထမင်းကပါစက်တဲ့အလိုလောက်ရောက်မလာပါဘူးထမင်းစားခြင်းနဲ့စိတ်ဖြစ်ခြင်းထမင်းကရောက်မလာပါဘူးချက်ပြီးပြုတ်ပြီးသားပြင်ဖြစ်စေကမူခုခက်ရအောင်မယ်ခုခက်ပြီးတော့လဲလက်စေးရအောင်မယ်ဇွန်ခင်းစေးကြောရမယ်ပြီးတော့ထမင်းတွေပြင်ရမယ်ယူရမယ်ခွင့်ရအောင်မယ်စသည်ဖြင့်အချိန်အများကြီးဆောင်ရပါတယ်ခုပြီးခက်ပြီးသားတော့အချိန်ယူဆောင်ရပါတယ်ခုပြီးခက်ပြီးအသင့်ချက်ပြီးချက်ပြုတ်ပြီးအစင်ဖို့ရောက်ဖို့ဆိုတာစံတို့ချက်စရာတို့ဝယ်ရအောင်မယ်ဒီလိုဝယ်နိုင်ဖို့အတွက်ကလည်းပတ်စံရှိရအောင်မယ်ပတ်စံရှိဖို့ပတ်စံရှာရမယ်ထမင်းလေးတစ်လုံးစားဖို့အတွက်ဒီထမင်းစားတယ်ဆိုတာကလည်းတာယာစိတ်နဲ့စားရင်ဒါဟာကာမဂုဏ်ချမ်းသာခံစားရတာပါပဲကာမဂုဏ်ဆိုတာအစင်အတန်အနံ့အရသာအတွေ့လို့ခေါ်တဲ့၅ပါးရှိပါတယ်အများစုကတော့ကာမဂုဏ်လို့ဆိုလိုက်ရင်ဟိုတစ်ခုတည်းကိုသာမြင်ရောက်တတ်ကြပါတယ်ဒီတော့ထမင်းတီးဟုသောကာမဂုဏ်လေးခံစားရဖို့အတွက်ချိန်တွေအများကြီးယူကြရတယ်ချိန်တွေအများကြီးဆောင်ရတယ်တခြားသောခံစားစရာကာမဂုဏ်တွေကိုလည်းထည့်ထွင်ပြီးတော့တွေ့ကြည့်လို့ရပါတယ်ဒီတော့လောကီအာယုံကာမဂုဏ်ချမ်းသာတွေဆိုတာအချိန်ဆောင်မှအကျိုးရတဲ့အတွက်ကြောင့်မလို့ကာလိကတရားတွေပါဘာမှအနှစ်သာရမရှိပါဘူးကာမဂုဏ်ချမ်းသာအတွက်လှုပ်နေရတာဟာလည်းဘာမှအကျိုးမရချိန်ဆောင်ပြီးမှအကျိုးရတဲ့အလုပ်ကိုလုပ်နေကြရတာပါပဲချက်ချင်းအကျိုးမရတဲ့အလုပ်ကိုလုပ်နေတဲ့အတွက်ကြောင့်လုပ်ရတာပြင်ပန်းလာတာပေါ့ညီမအခုပြပြသွားတာကတော့ဆရာတော်ရှင်စန္ဒတိကရွှေပါရမီတော်ရရေးသားထားတဲ့မသေးခင်ဘာလုပ်ကြမလဲဆိုတဲ့စာအုပ်လေးရဲ့အပိုင်း2ပဲဖြစ်ပါတယ်အပိုင်း3ကိုတော့နောက်ဗီဒီယိုလေးမှာဆက်လက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်